ဒီနေ့မျက်နှာပြောင်းပြမယ်ဒီနေ့ Premiere Program မှာ Funny Face Effect ပြုလုပ်ပုံအကြောင်းကိုပြောသွားမှာဖြစ်ပါတယ်ထုံးစံတိုင်း timeline ထဲမှာ video clip လေးတစ်ခုထည့်ထားတယ်သူ့ကို effect ထည့်ရမှာဖြစ်တဲ့အတွက် effect box ကိုသွားမယ် effect box ရဲ့ video effect အောက်ကိုသွားမယ် video effect အောက်မှာ distort ဆိုတာလေးရှိတယ်အဲ distort လေးကိုဝင်လိုက်မယ်ဝင်ပြီးသွားရင်ဒီမှာ SPHERIZE အဲ့ဒီ effect လေးကိုထည့်လိုက်မယ်အတန်ထွက်ကတော့ဘယ်လိုထွက်လဲမသိဘူးเนาะ chef C လို့ထွက်လား sweat C လို့ထွက်လားမသိဘူးเนาะအဲ့ဒီ effect လေးဗျာအဲ့ဒါလေးကို clip ပေါ်ကိုဆွဲပြီးတော့တင်လိုက်မယ်ဒါပေမဲ့ effect ကမတက်ရောက်သေးဘူးကျွန်တော်တို့ကကိုယ့်အကူပြင်ရမှာเนาะကိုယ့်အကူပြင်မှုအတွက်အခုဆိုရင် clip ထဲကို effect လေးထည့်ပြီးသွားပြီ effect control ကိုသွားမယ် effect control ရဲ့အောက်မှာဒီမှာ effect လေးတက်ရောက်သွားပြီအရင်ဆုံးဒီ radius ကိုအရင်ပြင်ကြည့်မယ်เนาะပြောင်းလာပြီเนาะဒီမှာမျက်နှာကြီးဒီမှာနှာခမ်းစပြီးတော့ပြောင်းလာပြီကြည့်လိုက်နှာခေါင်းတွေပြောင်းလာပြီပြီးတော့ center အော့เนาะအားလေးတွေချိန်လို့ရတယ်ဒီမှာเนาะဒီမှာချိန်လို့ရတယ်ဒီတိုင်းတော့တော်တော်လှနေကိုယ့်အကိုလိုသလောက်ကလေးပြင်ကြည့်ပါเนาะဒီမှာအများကြီးပြင်လို့ရတယ်ဒီလောက်ဆိုရင်တော့ရပြီအခုဆိုရင်တော့ Funny Face Effect ထက်နည်းကိုတည်သွားပြီလို့ယူဆပါတယ်နောက်နေ့တွေမှာလည်းဘယ်လိုသင်ခန်းစာတွေဆက်ပြီးတော့တင်သွားပေးဦးမလဲဆိုတာကိုစောင့်ကြည့်ပေးပါဦး